တင်တော်ဘူးဆိုတော့မှလောက်ပါတယ်လောက်တဲ့အချိန်မှာချင်းပြည်နယ်အစိုးရရဲ့ဒီကျင်းပတဲ့အခမ်းအနားနဲ့အတူပဲဒီမှာလည်းပဲဒီမနောကွင်းထဲမှာကချင်ပြည်နယ်နေ့အခမ်းအနားဆိုပြီးကျင်းပခဲ့ပါတယ်အဲ့ဒီကျင်းပတဲ့အချိန်တုန်းက၎င်းတို့အနေနဲ့ဒီမှာသက်ဆိုင်ရာတာဝန်ရှိတဲ့အနေနဲ့လူတွေကအခွင့်တောင်းခံခြင်းမရှိဘူးဒီကျွန်တော်တို့ဒီပွဲမိတ်ဒီနေ့အပြင်ပြောရအောင်ဒီခန္ဓာကြီးကျင်းပမယ်ဆိုတာကိုအခွင့်တောင်းခံခြင်းမရှိဘဲနဲ့ကျင်းပလိုက်တဲ့အပြင်ကျင်းပတဲ့အချိန်တုန်းကလည်းပဲအဲ့အချိန်တုန်းကဟုတ်လားဒီလူတစုကနေပြီးတော့မှဒီနိုင်ငံတော်စန့်ကျင်တဲ့စကလုံးအုံနှုံးနေနဲ့သုံးနှုံးတာလေးတွေလည်းရှိခဲ့တယ်ဥပမာအားဖြင့်ကချင်နိုင်ငံဆိုတော့သုံးတယ်ကချင်ပြည်ဆိုသုံးတာပေါ့နော်ကချင်ပြည်နယ်ဆိုမသုံးဘူးနောက်တစ်ခါကျွန်တော်နိုင်ငံတော်အလံတွေပါပြီးမလွန့်ထူဘူးဒီကဏ္ဍမှာဒီကချင်ပြည်နယ်နဲ့ပတ်သက်တဲ့အလံတွေပဲလွန့်ထူတယ်အဲ့လိုဒီဟာမျိုးလေးတွေဖြစ်တဲ့အခါမှာအစိုးရအဖွဲ့အနေနဲ့တရားကြီးကြပ်တဲ့လူမရှိရင်ဒီလိုတွေဖြစ်မှာဆိုလို့ဆိုပြီးတော့အဲ့ဒီချိန်မှာအဲ့ဒီအဖွဲ့မှာရှိတဲ့တာဝန်ရှိတဲ့သူတွေခေါ်ယူပြီးတော့နောင်ကိုဒီကွန်းထဲမှာအခမ်းအနားတွေကျင်းပမယ်ဆိုရင်အစိုးရအဖွဲ့ရဲ့ကျွန်တော်တို့သဘောတူညီမှုကိုရယူပြီးမှကျင်းပပါဆိုပြီးတော့အဲ့ဒီလိုခေါ်ယူပြင်ကြားခဲ့ပါတယ်အဲ့ဒီချိန်မှာတော့ကျွန်တော်စီကဒုပြည်နယ်တပ်ဖွဲ့မှုပါတယ်ပြည်နယ်ဥပဒေချုပ်ပါတယ်ပြည်နယ်ကျွန်တော်တို့အုပ်ချုပ်ရေးမှုပါတယ်ဒီအဖွဲ့တွေနဲ့အားလုံးရှိမှသူကနေပြီးတော့မှလက်မှတ်ထိုးပြီးဟုတ်ကဲ့နောက်ဆိုရင်တော့ကျွန်တော်တို့ပြည်နယ်အစိုးရရဲ့သဘောတူခွင့်ပြုချက်ရယူပြီးမှကျင်းပပါမယ်ဆိုပြီးတော့အဲ့ချိန်ကပြောခဲ့ပါတယ်အဲ့လိုပဲနောက်တစ်ချိန်မှာတော့အဲ့ဒီပြောထားတဲ့စကားပေါ်မှာမူတည်ပြီးတော့မှဒီငိမ့်စုစီဘောမျိုးနဲ့တင်လာပါတယ်အခုတခါပြည်တော်စု sorry ကချင်ပြည်နယ်ကချင်မျိုးသားညီလာခံကျင်းပပါမယ်ဆိုပြီးတော့မှတင်ပြီးတော့ကျွန်တော်တို့တင်ချင်းမှာဒီဥစ္စာကြီးကတော့ကျေပြတ်နေလေဒါကတော့ကျွန်တော်တို့နိုင်ငံတော်အဆင့်နဲ့ဆိုင်တဲ့ခေါင်းစဉ်တွေဖြစ်တဲ့အတွက်ချက်ချင်းတင်ပြတဲ့အခါမှာဒီကချင်ပြည်နယ်အစိုးရကနေပြီးတော့မှဒီကွင်းထဲမှာလုပ်ခွင့်မပေးပါဘူးမပေးရတဲ့အကြောင်းရင်းခိုင်ခိုင်မာမာတော့ဒါအစိုးရကကျွန်တော်တို့ပို့ပြည့်စုံပြီးမှာပါရခင်ကျွန်တော်သိတဲ့အကြောင်းအရာနှစ်ခုကတော့အရင်ရှေ့တုန်းကလုပ်ခဲ့တဲ့ဟာလေးတွေရှိတယ်ဒီမှာသူတို့ကျင်းပတဲ့အခါမှာထိန်းချုပ်ကဘယ်သူကောင်းဆောင်ပြီးတော့ဘယ်သူကျင်းပတယ်တကယ်တမ်းဘယ်သူတာဝန်ရှိတဲ့ဆိုတဲ့အခါကျတော့အဲ့ဒီချိန်မှာသူတို့မပြောကြဘူးတစ်ဖက်ကိုခေါ်မေးလိုက်လို့ရှင်အစားတော့ဆူတောင်းပွဲလုပ်တာမနှောပွဲလုပ်တာနောက်ကြတော့မှပွဲကကျေပြန့်သွားပြီးတော့ဘလို့ဖြစ်သွားတယ်စသည်ဖြင့်ဒီလိုလာလေးရှိတဲ့အခါမှာအစိုးရအကြီးကြပ်ပြီးတော့ပဲဒီကွင်းရဲ့ပွဲမိတ်နေပါတယ်ကိုလည်းပဲဒီခန္ဓာတွေကိုလည်းကြီးကြပ်ပြီးဖွင့်ပြချက်ရယူပြီးမှလုပ်ပါဆိုဒါလွန်ခဲ့တဲ့2ရက်ကတော့ကျွန်တော်တို့ထပ်ပြီးတော့ထပ်ပြောပါတယ်ပြောပြီးတော့ဒီကျင်းပမဲ့ဒီကောင်းစဉ်နဲ့ဓာကြီးကလည်းကျေပြန့်တဲ့အတွက်ဒါကတော့ကျွန်တော်တို့ကတော့ဒီကျေပြန့်တဲ့အတိမ်နဲ့ကိုကျွန်တော်တို့မသိပါဘူးဒီမနောကွင်းနဲ့ဒီမကျော်ခမ်းမထဲမှာဒီခန္ဓာလုံးမယ်ဆိုတာကိုမလုပ်ပါနဲ့ဆိုပြီးတော့ကျွန်တော်တို့တရားဝင်ပြောပါတယ်ဒါဒီမှာပြောတဲ့အချိန်မှာ6လတင်သွင်းတဲ့ဦးဒါရှိတန်ကွန်းအပါဝင်သူတို့အဖွဲ့4ယောက်5ယောက်လောက်ရှိပါတယ်ဒီမှာရှိတဲ့ကချင်ရင်းမှုစာပေနဲ့ကချင်စာပေနဲ့ယဉ်ကျေးမှုအဖွဲ့ကောင်းဆောင်ဥက္ကဋ္ဌအပါဝင်ပေါ့နော်သူတို့ကိုကျွန်တော်တို့ကတို့မှအဲ့လိုပြောပြီးတဲ့နောက်မှာဒီနေ့ညနေလုံးမှာပြောတယ်ဆိုနောက်တစ်နေ့မှာသူကဒီအခွင့်အရေးကျင်းပဖို့တော့ထပ်ပြီးတော့စာလဲတင်တယ်စိုင်းပုတ်စိုက်ထူပြီးတော့ဒီခန္ဓာကျင်းပပါမယ်ဆိုပြီးတော့ဆိုလိုတယ်အဲ့ခါမှာကျွန်တော်တို့အနေနဲ့ကတော့ကျွန်တော်တို့နိုင်ငံတော်ဆိုတာအစိုးရဆိုတာပြည်နယ်အစိုးရကနေပြီးတော့မှထုတ်ပြန်ထားတဲ့အမိန့်ကိုကျွန်တော်တို့ကတီးအောင်ဆိုပြီးတော့ထုတ်ပြန်ထားတဲ့အမိန့်အတိုင်းကျွန်တော်တို့ကလိုက်နာပြီးဒီထဲမှာဒီကဏ္ဍကိုလောလောဆယ်မှာအစိုးရမကျင်းပဖို့ပြောထားတဲ့အတွက်ကြောင့်မလို့မကျင်းပနိုင်အောင်ကျွန်တော်တို့တရားပိတ်ဆို့ပြီးတော့မှကျွန်တော်မေတ္တာရပ်ခံပြီးတော့မှကျွန်တော်တို့စောင့်ချထားပါတယ်ဒီကျင်းပမဲ့အခြေအနေနဲ့ပတ်သက်လို့ဘယ်မှာကျင်းပပါကျင်းပခွင့်ရှိတယ်မရှိဘူးဆိုတော့လည်းကျွန်တော်တို့ထုတ်ပြန်ပိုင်လို့မရှိပါဘူးပြန်ဖြစ်စုပွားလည်းမရှိပါဘူးအခုလို့ဒီကနေ့ကျွန်တော်တပ်ဖွဲ့ဝင်တွေနဲ့ဒီမှာဒီခန္ဓာကိုမကျင်းပပါနဲ့လို့တားမြစ်ခြင်းအကြောင်းရတော့ခုနပေါ်ပြခဲ့တဲ့နောက်ခံသမိုင်းရဲ့ဒီရက်အနေငယ်အတွင်းမှာဒီအစိုးရအဖွဲ့ရုံးမှာပေါ်ယူပြီးတော့မှတားမြစ်ထားတဲ့အကြောင်းအရာရဲ့ဒီနှစ်ကြောင်းကြောင့်ပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်စီရဒီကနေပြီးတော့ငိမ့်စုစီဆိုတဲ့သဘောကတော့ငင်းချမ်းနဲ့စုစည်းဖို့ငင်းချမ်းနဲ့ဟောပြောဖို့ဒါတွေကသူ့တရားဥပဒေတိုင်းသူ့ဥပဒေပေါင်းထဲမှာရှိပါတယ်ဒီနေရာကတော့ဒါအများနဲ့သက်ဆိုင်တဲ့နေရာမှာဒီအစိုးရကနေပြီးတော့မှကြီးကြပ်ကိုကဲထိန်းချုပ်ထားပြီးတော့မှသူ့ကွန်ပျူတာရမှာလောက်ပါဆိုတဲ့အားဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကွန်ပျူတာမရရင်လုပ်လို့မရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တားမြစ်ထားခြင်းဖြစ်ပါတယ်သူ့ကွန်ပျူတာဘာကြောင့်မရဘူးရတယ်ဆိုတဲ့အသေးစိတ်ချက်ကိုတော့သက်ဆိုင်ရာအကြီးကျယ်များအနေနဲ့သက်ဆိုင်ရာချက်အဖွဲ့အစည်းတွေနဲ့ဒါ
ညှိနှိုင်းကြပါဖြေရှာကြပါကျွန်တော်တို့အနေနဲ့ကတော့ဟုတ်လားကျွန်တော်ပြည်သူလူထုနဲ့ဘယ်တော့ခါမှထိတ်တိုက်တွေ့ချင်မှာမဟုတ်ပါဘူးကျွန်တော်တို့ကကိုစီးလေးနဲ့ကိုပဲမလုပ်ပါနဲ့ခင်ဗျာဒါပဲ โอเคအချိန်ပြည့်တော့ရမီကျွေးတင်ပါတော့ အားလုံးကျေးဇူးတင်ပါတယ်